all fine okay ကျွန်တော်တွေ့ပြီစတင်ပြီးတော့ကျွန်တော်ညှိမဲ့အနေထားပဲကျွန်တော်ဘွဲရောက်စပါချိတ်ပြီးတော့လက်မလေးနှိမ့်မယ်လက်မလေး come on ကျွန်တော်ဒီဘွဲတော့တကယ်များဆိုင်ကောင်းကန်းလေးကြည့်နေတယ်ပေါ့နော်ခုနကတော့ကျွန်တော်တို့အစိမ့်ချုံမွေးအကြကြီးနဲ့တွေ့သွားတယ်ဗျကျွန်တော်တို့တကယ်ကိုအီစိတ်နေတာပဲ as much information to 1-4 as much as you can not overstepping the boundary ကဲကျွန်တော်ဒီမေလုံးနှစ်သိန်းကတော့ကျွန်တော်လက်တွေ့တဲ့နေရာကြိုက်တဲ့ကောင်တွေပေါ့နော်ဒီနှစ်သိန်းကတော့အဲ့တော့ဘာတော့အများကြီးပြောစရာမလိုဘူးကျွန်တော်တို့စုံမှာပါပဲပြီးတော့ကျွန်တော်ဖုန်းတွေပါထမ်းပြပဲဒီကွက်ပါပဲဒီမေလိုတွေနဲတော့ဆောင်းကြောင်နေပေါ့နော်ပြီးတော့လာတဲ့တီထားမှာတော့ပြေးတယ်မေလိုပြေးတယ်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ကန့်နေပြီဗျအဲ့တော့ကျွန်တော်မြင်လိုက်ပြီကျွန်တော် ABC အနေနဲ့လည်းထပ်ပြီးတော့ကျွန်တော် push မှာတော့ရပါဗျ214တကောင်နေပဲဒါပေမဲ့ granny ပါညာတော့ဖြတ်ပြီးတော့ကင်ထားပါသေးတယ် And I'm also looking at Rare. He actually went behind Ryujin. He can't find a good angle. Okay, ထပ်ပြီးတော့ what a grenade လှမ်းပစ်လိုက်တယ်ဆိုတဲ့အနေထားမှာသူရောက်တော့လောက်ကိုင်းသွားတယ်နောက်မှလေ Borari လာနေဆိုမှလည်းတော့ကျွန်တော် ABC အနေနဲ့ scout ဖို့ကြိုးစားတာတော့ပြန်ပတ်လာပြီဗျာအဲ့တော့ကျွန်တော် icon တကောင်အနေနဲ့ ABC တကောင်အနေနဲ့တော့ပါသွားပြီတော့လူဝင်ကတော့ကျွန်တော်3 versus 4ဖြစ်နေခဲ့ပြီဗျာဒီမှာတော့တယောက်တည်းပဲကန်ထားတော့မယ်အဲ့တော့ကျွန်တော် online နဲ့ချားနေတယ်ဆိုတဲ့အနေထားမှာတော့ကျွန်တော် online လေးပဲချားနေခဲ့တာပါကျွန်တော် position တွေအကုန်လုံးတော့မြင်နေရဒီကောင်တော်တော်ခိုင်နေတာဗျတကယ်လို့ဒီကောင်ခိုင်နေတာဟိုလိုဒီလိုပေါ့နော်အော်ပြန်ခုံပြီးတော့ပြတ်ဖို့ကြိုးစားရဆိုမှလည်းကျွန်တော် short can reload ပါညာတော့ပြန်တော့လှုပ်အောင်မယ်ကျွန်တော် position ကတော့တော်ကိုကျွန်တော်ချင်းပြီးတော့စောင့်နေတယ်ဆိုတဲ့အနေထားမှာတော့နောက်ဆုံးမှာတော့ကျွန်တော်ခုံပြစ်တာတွေကထိသွားပြန်တော့နှစ်ကောင်ညက်ပြစ်မှာလားဒီဘက်ကကောင်ကတော့တော်တော်သွေးကိုင်းနေခဲ့ပြီနောက်မှလည်းကျွန်တော် back fire တောင်းချတော့ပေးနေတော့မှကျွန်တော် ABC တကောင်နောက်တိုင်းနောက်တကောင်သွေးပြန်ဖြည့်နေရပြီအဲ့တော့ကျွန်တော်ဖက်ပြစ်လိုက်ကြလားအော်မပြစ်လိုက်ဘူးကဲကျွန်တော်ခုံပြီးတော့ကဲမင်းတော့ဟိုတန်းလေးသွားလိုက်ကွာဒီကြီးပဲအမေစပါနေမှာပဲဟုတ်တယ်ဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်မင်းတို့စောက်ရေးကြီးတာလည်းမဟုတ်ဘူးလုံးလုံးနေမှာပဲဒီမှာလာပြီးတော့မင်းလို့ဒီလောက်နေကြတာလားဒေါသထွက်ကဲလာတဲ့ကောင်ဒေါသထွက်ပြင်းလိုက်မပြင်းနဲ့ငါလို့မောလာပြီကြာတော့ဘယ်ကောမှလည်းမနှော့ဘူးလီးပဲအဲ့ဒါမင်းတို့နှစ်ယောက်ကွာသွားဝိုက်ပြစ်လိုက်ကွာတော့ကောင်တွေလည်းကြောက်ပါသေးတာပေါ့ကဲကျွန်တော်တော်တော်ကိုင်းနေနောက်ဆုံးမှာတော့ကျွန်တော်ကြံရများအေးအဲ့လိုလှုပ်ပါမင်းဘာလို့မအောင်မင်းပါခေါ်ပါလားနောက်မှမင်းဘုံကောင်တွေကထောက်ထားတယ်မင်းဘာလို့မအောင်ပြော just about the jumping စိတ်ကဆိုးလာပြီငါနီးနေမှာမပြည့်နိုင်ငါရုံတိုင်းလို့လီးပဲငါတော့နဲ့တွန်းဆုပ်လှုပ် finally after that ကဲဒီမှာလည်းကျွန်တော်214တကောင်တော့နော်နေခဲ့ပြီဗျဘတ်တရီကဒီကောင်နေရှိနေတာတခုတော့ကောင်းနေဘတ်တရီစောစီးကြည့်ရတယ်ဗောဒီနှစ်သိန်းရှိရတော့ကဲချက်ချင်းပဲကျွန်တော်ကိုင်းနေတော့လာချလာပြီအဲ့တော့နောက်မှလည်းကျွန်တော် ABC ရှိနေတော့ပဲဗျအဲ့တော့214နေနဲ့သူ့ဘော်တော့ပြန်ကဲမယ်အဓိက nate တွေပါမရှိလို့ဗျ ABC နေနဲ့ nate တွေပါမရှိလို့ nate တွေပါရှိရင်တော့ဒါဖြစ်ထည့်လိုက်လို့ရတယ်ဗောနော်အဲ့တော့ကျွန်တော်ဟိုဘက်ကနေတော့လာမဲ့အနေထားပဲအိုးအုတ်တိုင်းပေါ်ဘလို့ကြီးကြော်တက်သွားတော့ဒီဘက်ကထွက်အပြစ်လေဟာလို့ပြောရမောလာပြီကွာကဲကျွန်တော်214ဝင်အိမ်ဖို့စူးစမ်းရဆိုမှလည်းဒီဘက်မှာကျွန်တော် shoulder pay လေးနဲ့ပဲလှမ်းပြီးတော့ရတယ်နောက်တစ်ခါမှထပ်ပြီးတော့အိမ်လို့ရသေးတယ်ဗျအလှလေးပဲ spray ကိုစူးစမ်းရဆိုမှလည်းကျွန်တော်နောက်ဆုံးအနေထားမှာတော့ကျွန်တော်214တွေအနေနဲ့တော့ကျွန်တော်သွားခဲ့ပြီဗျ Oh my goodness, ABC ကဲကျွန်တော် ABC အနေနဲ့214ကျွန်တော်တသိန်းလုံးတော့ကျွန်တော် white out လုံနိုင်ခဲ့ပါပြီမင်းတို့လည်းပြီးအောင်ပါပဲစိတ်ဆိုးလိုက်ကွာမင်းဒီလိုမလုံနေဖြစ်ပါဝေမဟုတ်ပါဘူးတင်းလာလို့ပါအဲ့ဂိမ်းမှာဟာကျွန်တော်မြန်မာရွှေမြန်မာရဲ့တကယ်တော့ရောက်ငါတို့ကောင်တွေကတော့ဒါတော့မင်းတကယ် supporting တွေအပြည့်အဝမရလို့တကယ်တည်းမင်းတားညံကောင်းတဲ့ကောင်တွေသိလားမြန်မာလူမျိုးတွေကပြင်ကျိုးစားတယ် really a competition where they're standing here when it comes to those points so 2-1 ဒါမျိုးတွေလုံတာအေးလို့ it's worth it to commit ရသေးတော့မင်း I guess things get really personal between these two အဲ့ဒါငါကဲဒေါသထွက်လာလီမပြီးနိုင်ဝိုင်နာမှာကွာငါလို့ကြာတော့အဲ့ကောင်မောလိုက်ငါလို့ရှက်ကင်းကတိုးလာပြီ So my prediction အဲ့လိုလေတသိန်းလုံးအောက်သွားတော့မစိုးပါဘူးတန်ပါတယ်ပြောလိုက်ရတာတော့ပြီးတော့214တွေဆိုတော့ပိုကောင်းတာပေါ့ကွာကျွန်တော် evolve အနေနဲ့ရော 1-1 now. မနေ့အိုင်ကောင်တွေမပါဘူးဒီနေ့ဒီကောင်တွေပါတယ် ABC actually won that one, so it's 2-1 for ABC today. Okay, we'll keep track on that today. ဒီမှာချင်းရှိတော့ဂိမ်းထဲမှာတော့ AC ဟာမင်းပိုင်နေမင်းတတိကတော့တအားကောင်းတယ်ငါတို့မြန်မာတွေ time I think they
try to play in the center of a circle instead of playing around the edge of it and try to change a bit of their tempo. ကဲကျွန်တော် MSI နေနေရလေဒါတို့အိမ်ကြီးကိုယူလို့ယူထားပြီဗောနော်နေရလောဆယ်တော့ငြိမ်သက်တိတ်ဆိတ်နေသေးပါပဲ The center of the circle rarely seems to be the busiest part when it comes to this lobby. A lot of them will play more towards the edges of the circle and over slightly outside of the circle. So I think that တိတ်ဆိတ်ငြိမ်သက်နေတော့ပါပဲ from Elevate, knowing that they are in critical need of points, they try to revise what needed to be done. ခိုင်းတော့ဖုန်းရဒီမှာတင်းသွားလို့ငါလိုမန်းဖတ်နေတဲ့ဖုန်းကတင်းသွားတယ် what the fuck what the name of fuck what the fuck I'm looking at the current situation of some of the teams, the other teams too. Looks like we're gonna have ဘာလို့ဒီဝိုင်းကြီးဒီနေ့မှပါတာမဟုတ်သူတို့ကဒါတရက်ကိုကဟိုနှစ်သိန်းကအမြဲတမ်းနားတယ်ဝိုင်းကြီးကတော့နားပြီးတော့တောက်လျှောက်ပါတော့ဝိုင်းကြီးကဒုတိယရက်မှာနားလာတာပေါ့နော်အခုဆို OV နားတယ်သူက OV နားတယ်ပြီးရင် Terra Esport နားတယ်အဲ့လိုမျိုးဒီနေ့ဆိုကျွန်တော် OV ရော Terra Esport မပါဘူး အဲ့လိုပြင်ကျန်တဲ့တင်းတွေမနေ့ကဆိုလေ ABC တို့ဘာလို့နားရတယ်အဲ့လိုမျိုး round ပြီးနားနေရတာပတ်လေနားနေရတာ okay. By now, right? I'm not too worried about the teams at the top. I'll be like, okay, fine. Yeah, you get more head start points potentially later on. I'll be more worried for the teams at ဘောလုံးမဲ့ရှုံးတာ Esport နေနိုင်ဟုတ်တယ်လို့ and ဘောလုံးကငါလို့ကြက်ဥပြုတ်ပဲစားရတာလားမသိပါဘူး ABC obviously. ဘောလုံးကတော့မြင်ကြန့်ခိုင်ဟိုလေလိုတယ်လေကွာ But now that we have a good view of the map, town inside we have a ကဲကျွန်တော် YG တဖြည်းဖြည်းနဲ့တော့စုံနေတော့ဝင်ရပြီစိုးတော့မစိုးဘူးပေါ့နော်ဒီဘက် shutter လေးရှိတယ်shutter လေးရှိတယ်ပြီးရင်ဟိုဘက်က PRIS ဆို prison shutter ပေါ့နော်ကျွန်တော်ဒီဘက်မှာ shutter လေးရှိတယ်ဗျာတော့ shutter နားလေးကိုတော့ကျွန်တော် YG ဝင်လို့ရပါတယ်ဒီမှာ Portuguese ကနေတော့ကြော်လာအောင်မယ် Might end up တိတဲ့နေရာဆိုအပိုင်ပဲ you get to see who's actually winning the chicken and then we get to see who's finally getting ဒီကစားမေပထရီကကတ်စင်ကဂိမ်းဆောင်နေရအောင်လှိမ့်မှန်းလားဟုတ်တယ်မေပထရီတော့မပြောနဲ့ခင်ဗျာကျွန်တော်ကရောစေးသွားတယ်လို့အဲ့လိုတော့မဟုတ်ဘူးလေဟုတ်တယ်ရှင်းပြတော့ကျေးဇူးတင်ပါတယ် circle shifted in. pretty soon But coming up very far down south, KE and GC now. ချင်းကလို့ပိုချီကီမှာတားကြမ်းနေတာမပြောတော့ပါဘူးမင်းတို့ယုံပါလဲမဟုတ်ကျွန်တော် MSI အနေနဲ့တော့လာနေပြီဒီမှာကျွန်တော် NGGC အပေါ်ကနေပဲ scout နေတော့မယ်ဒီကားကြီးကိုခွဲလိုက်မှာလားဒီကောင်တွေဘာလုပ်မှာလဲတစ်ဖက်မှာကျွန်တော်တိုင်းကိုပဲတောင်းချောက်ပဲပြစ်နေတယ်ဆိုပေမဲ့လည်းကျွန်တော် damage ကတော့ပြီးသားတော့မထွက်သေးဘူးလောဆယ်နေထားတယ်အော်တော့နှစ်ချက်လောက်တော့ထိသွားပြီဗျာတိုင်းစင်နေလည်းဝင်တော့ကတ်ဖို့တော့ကြိုးစားနေပါသေးတယ် Went out quite early for NGDC. They had their ups and downs. They got plenty of flash to play, especially Brad. ကားခွဲတာဟုတ်တယ်ကားခွဲမှာ But they are in the center. Now they're attracting two. ကိုချင်းကဘယ်နှပြန်ဟိုဘက်ကကောင်တွေဖြတ်လာမှာလေကိုချီကီကနေပြီးတော့မသိဘူးကွာနမဲသိလို့ပြောလိုက်တာလီးဖြစ်လို့လားကဲအဲ့တော့မတော့တောင်းချောက်ပြန်ပြီးတော့ spray ခံရတဲ့အနေထားမှာကျွန်တော် CSU အနေနဲ့တော့ NGGC တကောင်တော့ရသွားပါပြီအဝေးပဲ long range လမ်းပြီးတော့ပြတ်တာ what a play ကောင်းလိုက်လားဒါကြောင့်အပါတော့ခေါ်လို့မရဘူးပေါ့နော်ကျွန်တော်အိမ်ပေါ်မှာဖြစ်နေတဲ့အတွက် not taking that risk. They know that there's a lot of open space. ကဲစင်းနဲ့ entertain နေအဲ့တော့ကျွန်တော် VIA ပြင်ကျွန်တော် CSU တယောက်ကိုတော့ရှာလိုက်ပြီဗျာတော့ not ထားရုံပါပဲကျွန်တော်အပါတော့မခေါ်နိုင်သေးဘူး So now, whatever it is, they will be stalled. They will wait. They will focus on the reset first. ဒီကနေ့လူကဘေးနေလီကိုဒီကနေ့လူလားလူ Quite far for Ting from the rest of the team. Shots coming in from ဟာလာကြီးဘေးရောက်သွားတာကျွန်တော် VKS လည်းဝင်လာပြီတစ်ဖက်မှာကျွန်တော် VIA စီတော့ရှိနေတယ်ဒါမှမဟုတ်ကျွန်တော် AC လေးပဲဒိုးသွားခဲ့ပါပြီအုပ်လိုက်ကြီးပဲ will be off quite soon enough on top of Yasna and Poliana, but they are teams that really don't like to play close quarter combat. Surprisingly, it's going to be Vanix Esports because they surprise me a lot. They ဟိုအသွင်းနဲ့တော့တင်နေပြီကြီးပဲ first random map where they ကိုကြောင့်လည်းလောင်းရကျွန်တော်တို့ကလောင်းရကို VSS နဲ့ပြစ်တာအဲ့လိုချိန်ပြီးတော့လေချီကို outside တော့အပေါ်ထောင်ပြီးတော့အဲ့လို outside တဲ့အချိန်မှာခေါင်းမပြောတော့ပါဘူးခင်ဗျားတို့ကပြောရင်ဟိုမဖြစ်ပြောရင်လေစောက်ဘောကြီးရှောက်ပြောနေတယ်ထင်နေတာပြောတော့လေးမမနဲ့3ယောက်ကတ်ထားတာပါဆိုမှလီးပဲအဲ့ကြောင့်အကောင်ဘန်းခံလိုက်ရလို့နောက်ပိုင်းကမစော့ပြစ်တော့တာမင်းတို့ကစကုတ်ဖွင့်လိုက်တော့အမေကြီးတွေ့တယ်အဲ့အမေကြီးနဲ့ရအောင်ပြစ်ခဲ့တာငါပဲတို့အဲ့မှာ highlight သွားကြည့်တော့စကုတ်အမေကြီးနဲ့မင်းတို့မြင်မှုလားဒီပဲမင်းမဲဆဲပဲဆဲโอเค sorry ပါကဲတော့ကျွန်တော် YG အနေနဲ့တော့ဇုံနေမှာတော့ပါနေတော့မယ်ဗျထမကျွန်တော် VIA စီအဲ့မှာပိုချီကီကိုဖြတ်လာပြီတွေ့လားအဲ့မှာပိုချီကီကိုဖြတ်လာပြီအော်ဟိုနောက်ကနေဖြတ်လာတာ Yeah. အော်မဖြတ်ဘူးကွာဒီဘက်ကလာတာကွာ GC တွေကတော့ဇုံထဲဝင်ဖို့တော့ဝေးပဲ
ကဲဒီမှာကျွန်တော် VKS ကတော့ကျွန်တော် HYB နဲ့တော့တွေ့နေပြီ Time to get to decide on. ကျွန်တော် VKS ကျွန်တော်မြန်မာအသင်းအနေနဲ့လည်းကျွန်တော် position လေးယူမတော့ရမယ်ဟိုဘက်ကကျွန်တော်တခြားကောင်တွေကအဲ့လိုအိမ်နေပါလေတောင်းလျှောက်အရင်ဦးလာကွာအဲ့ဒီခုကြီးကစိုးတာကိုကောင်တွေကကားနဲ့ဝင်ရခြင်းဒီကောင်တွေကအပေါ်ကနေစော်တာအိမ်နောက်ကက်လာလေထပ်စော် position ရပြီးသားဖြစ်တဲ့အတွက်ဒီကောင်တွေကတောင်းလျှောက်စော်လို့ရတယ်ဗျာသိလား Anything. ကိုရီမာနေကြတော့အဲ့လိုအချိန်မှာလုံးဝအဲ့လိုမျိုးကမန်းကနေထပြရဒါပေမဲ့ကျွန်တော် ABC တွေဝင်လာရဲဆိုတော့ကောင်နေထားမှာတော့ဝင်လာရဲကောင်တော့တဲတော့အိမ်သားတယ်အဲ့ကောင်အပါခေါ်လိုက်နိုင်တော့မစိုးဘူးကျွန်တော်ရွှေမာနေနဲ့ granite ပါကျွန်တော်ကင်ထားသေးတယ်ဟိုမှာခွေးတစ်ကောင်တော့နော့သွားပြီဗျာတော့ကျွန်တော်ခွေးကိုလှမ်းပြီးတော့ granite နဲ့ထုလိုက်ပြီဆိုတော့နေထားမှာတော့ကျွန်တော်ခွေးရှော့သွားပြီဗျာအဲ့တော့ခွေးတစ်ကောင်တော့ရှော့သွားခဲ့ပါပြီ It's going to be Finn also as a trade in the from getting to where they are right now for PKS. ကဲဒီမှာကျွန်တော် YG ABC 0တော့ထပ်ပြီးတော့တွေ့ထားတော့မယ်ကျွန်တော် YG Roy granite နဲ့ပဲတောင်းလျှောက်တော့ကျွန်တော်မနေသေးတယ်ဗျအဲ့တော့ ABC အနေနဲ့ကျွန်တော်မြန်မာရင်းနဲ့တွေ့တာကြီးကအဆင်မပြေဘူးပေါ့နော်ခုနကလည်းတကောင်ကျွန်တော် VKS နဲ့တော့တွေ့သွားပြီအခုလည်း Roy နဲ့ထပ်တွေ့နေတယ်ဗျ I think we're really အနေများတယ်နော်အနေများလိုက်တာငါဆိုတာဘယ်နာပြစ်လို့ပြင်မှမသိတော့ဘူး very punishing indeed. ကျွန်တော် Anafonsi ပြန်ပြီးတော့တောက်ထားပါသေးတယ် Find YG as well, not just BKS across the other side of the building. It's a bit too open space for Romeo to overpeak like that. Yeah, and by now there are also a lot of other teams around as well. So you got to be careful of the windows. Somebody might be aiming down those windows, waiting for an opportunity. MSI must be thinking the same as well. They are around the area of Mansion 2, right beside YG. ကျွန်တော် MSI I see Nace being ကဲကောင်းလိုက်တဲ့ Roy ကျွန်တော် ABC အနေနဲ့တသိန်းလုံးတော့ကျွန်တော်ထွက်ခွာသွားပါပြီအဲ့တော့ YG အနေနဲ့ကျွန်တော် 1K တော့ရခဲ့ပြီတော့ come on YG မနေ့ကလည်းရင်းတော့ပေါ့နော်ကျွန်တော်ပထမဆုံး random မှာ 21K ရတာလွဲပြီးတော့အများကြီး performance တော့ကျွန်တော်မကြည့်ရသေးဘူးအဲ့တော့ကျွန်တော်ဒီနေ့တော့ကြည့်ကြပါတယ်ပြီး Roy ကျွန်တော်3တယောက်ဆော့တာတွေတော့ကြည့်တယ်ဒါပေမဲ့အဲ့လိုမျိုးကျွန်တော် chicken လေးနဲ့နည်းနည်းတော့ဝေးကွာနေပြီးတော့ထင်နေအဲ့တော့ YG အနေနဲ့တော့ကျွန်တော် chicken လေးတော့စားတင်နေပြီဒီနေ့ height တွေမပါဘူးအဲ့လိုအနေထားမှာတော့ကျွန်တော် height တွေမပါတဲ့အနေထားမှာတော့ YG အမတ်ကိုတော့ဒါတခါလေးကြုံအောင်တော့ယူနိုင်မယ်လို့ကျွန်တော်ရှုံးကြည့်ပါကျွန်တော်ရွှေ့မြမှာပါ come on တော်တဲ့ကြောင်နေလို့ဖြစ်နေနော်ဂိမ်းနဲ့ဒီမှာနည်းနည်းပါတယ်လီးတာငါတို့ကဟိုမှာပေါင်ကိုကတ်နေရတာဂိမ်းနဲ့အဲ့လောက်ချဲ့မရအောင်တော့မှကတ်စားတယ်ပါသေးတယ် Well, when it comes to ဟိုကတ်နေရတာကွာလီးပဲမင်းတို့တအားကြီးမလိုချင်နဲ့အများကြီးမလုပ်ချင်နဲ့ကွာ there's no, it's going to be official ဖြစ်သွားရင်တော့အကုန်လုပ်ပြီးလို့ရတယ် coming down to its upwards from the southwest. ကဲစုံလေးကတော့ပါနေတော့မယ် nice There's no good field, but စုံလေးတော့ပါနေတော့မယ် of fields to where this national. ကဲထပ်ပြီးတော့ granite တွေပါပြစ်တော့ပြစ်နေ VIH တွေတော့ကျွန်တော်တို့ဝင်လာခဲ့ပြီအဲ့တော့မှ smoke ဖြတ်ပြီးတော့ခင်းထားသေးတယ်ကျွန်တော်တို့ဒီဘက်မှာတော့ကျွန်တော်ရွှေမြန်မာတွေအနေနဲ့ကတော့နောက်တစ်ကောင်တော့ရှာလိုက်ပါကျွန်တော် CSU သွေးလေးခိုးပြနေတဲ့အနေထားဆိုမှလည်းတစ်ကောင်တော့ရတယ်ပြန်ပြီးတော့ပေးလိုက်ရဒီဘက်မှာတော့ကျွန်တော်အဝေးကနေပဲလှမ်းပြီးတော့ပဲကျွန်တော် backup fire ပေးနေတော့မယ်ဗျအဲ့တော့မှတောက်လျှောက်တော့ pro နေတယ်ကျွန်တော်ထပ်ပြီးတော့ granite လှမ်းပစ်တယ်ဆိုတဲ့အနေထားမှာတော့ကျွန်တော်တို့အပါခေါ်ခံလိုက်ရပါပြီအဲ့တော့ VIH အနေနဲ့ CSU နဲ့တွေ့ရဆိုမှလည်းနောက်က spray တဲ့တန်ကိုတော့ခံနေရပြီအဲ့တော့မှကျွန်တော် not သွားခဲ့ပါပြီကျွန်တော်ပြောခဲ့သလိုပဲကျွန်တော် granite ကြီးထပ်ပြက်အောင်မလား CSU doing so ကားဖွင့်ပြီးပြစ်မဲ့အနေထားလားဟိုဘက်မှာလှမ်းပြီးတော့ပြစ်တယ်ဆိုမှကားနဲ့တော့ပြန်ဒိုးမှတော့ရမယ်အဲ့တော့ကျွန်တော် VIH အနေနဲ့ကတော့ကျွန်တော်တယောက်ပဲကြံတော့မယ်ဗျ flying also. ဒီကောင်လေးပါတော့ပေးလိုက်ရပြီဩ Okay, he's still able to steal the point out of the law. That's what they free a little point. ကဲနောက်ဆုံးမှကျွန်တော် VIH တသိန်းလုံးတော့ကျွန်တော် white out ဖြစ်သွားခဲ့ပါပြီစိတ်မကောင်းစွာနေပဲ CSU တွေနဲ့တွားကြည့်တယ်ဆိုရင်လည်းကျွန်တော်အစင်းတော့မပြေသွားခဲ့ဘူးဗျအဲ့တော့ NGGC အနေနဲ့ကျွန်တော်၄ယောက်အခုချိန်ကြီးတော့ကြံနေပါသေးတယ်ကျွန်တော် YG ကြံနေပါသေးတယ်ပြကျွန်တော် VKS ကြံနေသေးတယ်ဗျအဲ့တော့ GC ကြံနေပါသေး GC ကဟိုးဝေးရလာဆိုတော့အခုတော့ရောက်ပြီ They got themselves easy, but very We're not done yet. And ကျွန်တော် Eva ကျွန်တော်မြန်မာအသင်းတော့အိမ်နေသေးရဲ့ဗျ Snooker Esport အနေနဲ့တော့နှစ်ကောင်ထိနော်ခံနေရပြီးတော့ Snooker Esport နောက်တစ်ကောင်မှထပ်နော်ခံရတဲ့ရင်းနဲ့ပဲကျွန်တော် both licking their wounds. Snooker Esport ကျွန်တော်တယောက်ပဲကြံတော့တယ်ဗျအဲ့တော့လုံးဝအဆင်မပြေဘူးပေါ့နော်တယောက်တော့ပြန်တော့နိုင်လိုက်တယ်ဆိုရင်လည်းအဆင်မပြေဘူးဗျပြန်ကယ်လို့ရပါသေးတယ်ကျွန်တော်မြန်မာအသင်းတွေဒီနေ့အတွက်ကတော့တိတ်ပြီးတော့ကျွန်တော်တို့အများကြီးမလုံနိုင်ဘူးလို့တော့ထင်တယ်လောဆယ်တော့ကျွန်တော်ရင်ဆိုင်တွေ့တဲ့နေရာမှာအော်မေလို့ဒီကလို့အဲ့လောက်ပြစ်နေတာလား Red Dot နဲ့ငါလုံးပါသား Delta and Snooker. ကဲဒီတော့ကျွန်တော် GC တွေ့နေပြီဆိုတဲ့အနေထားမှာထပ်ပြီးတော့ကျွန်တော်လက်စားချင်လို့ဝင်လာ short ကိုင်းနဲ့အဲ့ဒီဆိုရင်လည်းနောက်တဲ့ back fire တွေကြားနေပါဆိုရတော့ကြားသွားပြီဗျအဲ့တော့ကျွန်တော် Eva တကောင်တော့ရားလိုက်တယ်နောက်နှစ်ကောင်တော့ထားသေးနောက်တကောင်ပဲကြံမယ်ဒီဘောကတကောင်ပဲကြံတော့မဲ့အနေထားပဲကျွန်တော် GC အနေနဲ့ဘယ်လောက်ဒီ performance ပြအောင်မလဲ GC အနေနဲ့လည်းကျွန်တော်တို့နောက်တကောင်ရင်ဆိုင်တွေ့တော့မှာလားတွေ့
နေပြီ what a shoot နဲ့ပဲကျွန်တော် GC come on ကြံလေပြီးတော့ကျွန်တော်လက်စားချေနိုင်ခဲ့ပါပြီ GC အနေနဲ့ကျွန်တော်3ယောက်ကြံမယ်ကျွန်တော်ပြန်ကယ်လို့ရပါသေးတယ်တယောက်ကိုအဲ့တော့3ယောက်ပါကြံပါအောင်မယ်ကျွန်တော်မြန်မာအသင်းပါပဲ VKS အနေနဲ့လည်းကျွန်တော် MSI ကိုတော့မာထားတော့မယ် He knows the rest of the team went down just now, but I'm နောက်တစ်ကောင်မှရမှာကျွန်တော် CSU နဲ့တော့ညှိနေပြီ VKS နဲ့ဒီမှာကျွန်တော် YG KE နဲ့တော့လာညှိနေတဲ့အနေထားပဲ နေရာလေးကိုတော့လူနေခဲ့ပြီဗျာ target. Now we talked about KC ups and downs. Now they're doing great, but there's going to be more than one team they have to deal with. It's going to be a three-way fight for KC. โอเคကျွန်တော် YG Save Cloud အနေနဲ့ VKS တယောက်ကိုပါတက်ပြီးတော့ရထားသေးတယ်အဲ့တော့ကျွန်တော် Grenade CSU လမ်းပြတာထိတယ်ဗျာ NGGC တွေအောက်ကနေတော့အပေါ်ပြန်တက်မှတော့ရမယ်ကျွန်တော်တို့ YG နောက်တော့ KE တကောင်မှာတက်ပြီးတော့ပဲ headshot YG Smile မင်းတို့မေးထားပါသေးတယ် And GTZ now. အညီစီအပေါ်တက်ဖို့တော့ကြိုးစားနေပြီ CSU အနေနဲ့နှစ်ကောင်ပဲကြံမယ်ဗျာတစ်ကောင်ကတော့နော့နေတယ်အဲ့တော့ CSU အနေနဲ့ကတော့ကျွန်တော်တို့ red ခံရတော့မယ် Advantage for NGTZ if they would come in. Waiting for Red. Red is still all the way outside of Yasnaya. We're going to get a circle update soon. And whether this area will be still in the circle, we'll find out right now. Not Okay NGGC တွေနောက်ဆုံးတော့ကျွန်တော် CSU နောက်တစ်ကောင်မှာထက်ရလိုက်နေပဲတစ်ကောင်ပဲကြံတော့မယ် CSU ကတော့သွားပြီးနေတော့တူပါတယ်ဒီနေထားကတော့ grenade rushing နဲ့ဖွင့်တော့ဖွင့်နေပြီပေါ့နော်အဲ့တော့လမ်းပစ်လာတွေကတော့ကွက်တီပဲကြာမလားချက်ချင်းပဲနောက်ကတော့ပြန်ဆုတ်သွားနောက်မဆုံးအဲ့ဒါ not တယ်အဲ့ကျ CSU အနေနဲ့ကတော့နောက်ဆုံးမှာတော့ကျွန်တော်ဟိုဘက်ကဘယ်လိုတော့ကောင်မတွေ့ဘူးပေါ့နော်အဲ့တော့ MSI အနေနဲ့ကတော့ကျွန်တော်ကီးကောက်ထားပါသေးတယ်ဒီကောင်လေးချန်တယ်ဆိုပေမဲ့ကီးကောက်ထားသေးတယ်ဗျာ NGGC အနေနဲ့ကတော့တွေ့သွားပြီ Of the small of the faces right now, Avina have to take their round. They're definitely hunting him down. Look at the movement coming up from the side of the team. ခွေးကြီးရမြန်မြန်သေးမှဟုတ်တယ်ဒီကောင်လေး YG နဲ့တွေ့နေတာအဲ့ကောင်လေးမြန်မြန်သေးလိုက်ရင်တော့ပြီးသွားပြီ The wormhole. လူရင်ကတော့ HYB ကလုံးဝမပြတ်ဘူး NGGC နဲ့4ယောက်ကျွန်တော် GF နဲ့4ယောက်ဗျာအော် Seven Sky ဆိုတွေ့ကုန်မတွေ့သေးဘူးထိုင်း4ယောက် at MV, the other corner. And these two teams, they know each other very well. Both of them from PM and CPH. So ခေါက်ကဒီခေါက်လေ first time that they meet each other. But can FV pull off a big clutch here? We're talking about clutching MGGZ, who has their own clutch master, Red. But Red is still taking a cautious approach. He wants to still be trying to ကဲကျွန်တော် NGGC တွေအနေနဲ့တော့ကျွန်တော်တို့ let's not waste MSI ကိုတော့ဝင်ပြီးတော့ rush ဖို့တော့ကြိုးစား grenade လမ်းပစ်တယ်ဆိုမှမထိတော့ဘူးဗျာတောက်လျှောက်ပဲကျွန်တော်ကားနဲ့တော့ပတ်ကြည့်နေတော့မယ်တော့ position ကိုသိနေတာပေါ့နော်နောက်ဆုံးမှကျွန်တော်တွေ့သွားပြီဗျာ position တွေ့သွားတဲ့အနေထားမှာတော့ကျွန်တော် rush တော့မယ်တကားကြီးပါပြီးတော့ဖြတ်ခွဲထားပါသေးတယ်အဲ့တော့အပြင်မှာတော့ရှိရပေါ့နော်အဲ့အနေထားမှာကျွန်တော် YG လမ်းပြီးတော့ပဲကျွန်တော်spray လို့မရဘူးကွာကောင်ဒီကြီးကဂုံးပုံမှာ Where they fall into ကဲ YG Roy အနေနဲ့တော့ကျွန်တော်မေလို့ KE ကိုတော့ရထားပါသေးတယ်ကျွန်တော် MSI ကိုတော့ short လိုက်ပြီးတော့ YG ထပ်ပြီးတော့ KE ကိုတက် right ဖို့တော့စ조사နေတဲ့ကျွန်တော်တို့ YG come on KE တကောင်ပဲကြံပါလားအဲ့တော့ grenade တော့ဖြတ်ကင်ထားတယ် grenade တွေပါပြန်ပြီးတော့ပေးနေတော့မယ်တော့အောက်ကိုပြန်ဆင်းသွားပြီဆိုတဲ့အနေထားမှာအောက်ကနေ grenade လှမ်းထုတယ်ကျွန်တော် Roy တွေ့သွားပြီဗျ short gun တွေကိုကျွန်တော်ကမူးရှူလို့ပစ်တာကြီးကတော့ခေါင်းသွားမှန်တယ်အဲ့တော့ဒါမှလည်းကျွန်တော်ရပါသေးတယ်နောက်မှာ back ကကြံနေတော့မယ်နောက်ဆုံးမှကျွန်တော် KE ထွက်သွားခဲ့ရပါပြီအဲ့တော့ KE တွေပါရှားလိုက်ပြီ YG ကျွန်တော် 10K လေးကောင်ကြီးကြတာ Seven Sky တွေမှာထပ် join နေကျွန်တော် Seven Sky နဲ့ HYB နဲ့တော့ညှိနေတော့မယ်ကဲအဲ့ဒါကြီးကတော့ကောင်းတယ်ကျွန်တော် YG နောက်တစ်ယောက်ကယ်လို့ရတယ် YG AC ပဲဒီနေ့တော့ YG လုံးဝ AC ပဲသူတို့နားမှာရှိတဲ့ NA ကိုရှင်းလိုက်နိုင်တယ်တော့ဒီမှာဒီခွေးတစ်ကောင်ကိုင်မယ်အဲ့ဒါဘယ်အသင်းကြံရမလဲပေါ့နော်ကြံတဲ့ကောင်ကိုထပ်ပြီးတော့အိမ်မယ်ဒါပါပဲလွယ်ပါတယ် easy ပါ GC လည်းကြံနေသေးတယ် one side of the compound. There's also VKS right across them as well. There's too many eyes at the same time. Cannot be ကဲကျွန်တော်တိုင်းနေရတယ်တွားပြီးတော့ညှိနေခဲ့တယ်ဗျအဲ့လိုနေထားမှာကျွန်တော် GFS အနေနဲ့တော့ထွက်သွားခဲ့ရပါပြီအတိုင်းစီအခုမှပဲတွေ့တော့တယ်ဗောနော်ဒီကောင်လေးနဲ့ 10K 4K ရယူထားတယ် okay, one thing they are to circle back okay, right? But they still need to manage the road that's in front of them. So it's good that they move really fast so that they can plan their next routes right after. And while they are planning, check out what's happening here with the Hybrid Esports, the team that just scored their chicken dinner. Yeah, okay, so it's Guy, a beautiful name by you! grenade ကြီးကသွားပြီးတော့ထိတယ်ပေါ့နော်အဲ့လိုနေထားမှာ win rate ကိုစူးစမ်းရဆိုပေမဲ့သူ့နောက်မှာဗျာအဲ့တော့ကျွန်တော်ထမင်းတော့ဝယ်မြင်တယ်ဝင်ရင်တော့ကိုမမြင်တဲ့နေထားမှာနောက်ကနေပြီးတော့ Seven Sky နေတောင်းချောက်တော့အိမ်နေတုံးမယ်အဲ့တော့မှတော့ကျွန်တော်တို့ high တော်တော်အထိနာနေခဲ့ပြီဗျာ2ယောက်ပဲကြံတော့မယ် Seven Sky အနေနဲ့ကတော့ကျွန်တော်တို့1ယောက်ပဲကြံတော့မယ်ဗျာအော်အဲ့တော့ကျွန်တော်အပါပါခေါ်ထားရင်းနဲ့ပဲကျွန်တော် Seven Sky တကောင်ပဲကြံပါတော့တယ်အဲ့တော့ high အနေနဲ့ကြံအောင်မယ်နောက်ကနေ GC win join နဲ့ကောင်းသေးတယ် YG တော့ကတကယ်ကောင်းနေသေးတယ်ကျွန်တော် VKS ကလည်းတကယ်ကောင်းသေးတယ်ဒါပေမဲ့ VKS ကလူရင်းကတော့နည်းနေခဲ့ပြီပေါ့နော်အဲ့ကျွန်တော် Seven Sky နေ
ကျွန်တော်ထပ်ပြီးတော့ join ခံနေရတယ်ကျွန်တော် high နဲ့ကျွန်တော် third party ဝင် join တယ်ကျွန်တော်ရွှေမြန်မာတွေပဲရပြီဗျ7 count တကောင်7 sky တကောင်မှာရလိုက်သေးတယ်အဲ့တော့ကျွန်တော်ထပ်ပြီးတော့ပဲကျွန်တော်7 sky အနေနဲ့တော့ထွက်သွားခဲ့ပါပြီ HYB နဲ့ထက်ညီမယ်ကျွန်တော် GC တွေတောက်လျှောက်တိုးရဖို့လိုမယ်ဗျအော်နေနဲ့ကောင်းလိုက်တာဟိအောင်ကြီး high တောင်ဖြစ်နေ HYB ကျွန်တော်2ကောင်ပဲကြံမယ် grenade အထိပါနေလို့ဆူတောင်းနေရမယ်နောက်ကနေ time မှာထပ်ပြီးတော့ရှောက်လာပြီအဲ့တော့တပ်ပါတီကတစ်ဖွဲ့ပြီးတစ်ဖွဲ့ဝင် join နေဆိုတဲ့အနေထားမှာတော့ HYB တကောင်တော့ရလိုက်တယ်ကျွန်တော် YG ပါလာပြီဗျ YG ဟိုးဘက်ကနေလှမ်းပစ်လိုက်တဲ့အနေထားကိုတော့ကျွန်တော် C cloud တော့ထားဒီမှာ time 2ကောင်မှာပြန်ရလိုက်သေးတယ်ကျွန်တော် GC ဝင်တိုးမှတော့ရမယ်ရောင်းတော့ကျွန်တော်အပါတော့ခေါ်ရအောင်ပါပဲ GC come on ကျွန်တော် GC အနေနဲ့တယောက်တော့နှော့ထားတယ်ကျွန်တော် HYB အနေနဲ့တော့တကောင်ပဲကြံတော့ရားတော့ပဲကျွန်တော်လမ်းပြီးတော့ပြစ်တယ်ဆိုတဲ့အနေထားမှာ sport တွေကိုပြစ်မှတော့ရမယ်အပါခေါ်ကန်လိုက်ရပြီဗျ VKS တွေလာတော့လာနေပြီဒီနေ့မှကျွန်တော်ဘက်တရီကတော်တော်ကိုများနေတဲ့အနေထားတိုင်းနေလည်းရှိတယ်ကျွန်တော်လူတော်တော်များများဒီဘက်တရီကိုတော့အကုန်လုံးလာ join နေပါပြီအသင်းတော်တော်များများ HYB တကောင်နဲ့ကြံနေဆိုမှလည်းကြားတော့ performance ပြောင်းကြိုးလိုက်ဆိုမှလီးလဲရမယ်ဆိုပြီးတော့ကျွန်တော် GC အနေနဲ့တော့ပြစ်ထားပါသေးတယ် HYB နောက်ဆုံးမှကျွန်တော်ထွက်သွားရပြီဗျအဲ့တော့တိုင်းနေတော့ကြံနေသေးတယ်ကျွန်တော်တိုင်းစိန်တွေကလည်းတကောင်ပဲကြံနေတွေးရလည်းနည်းနည်းလေးအဲ့မေလို့ပါထက်ရလိုက်မယ်ဆိုကျွန်တော်မြန်မာအသင်းတွေပဲကြံတော့ပါလားဟော NGG စီးကြံသေးတယ်ကွာတိုင်းကထက်ရလိုက်မယ်ဆိုမြန်မာ3သင်းကြံမယ် come on ကတိုင်းတကောင်ရလိုက်တာမရသေးဘူးတကောင်ကြံနေသေးတယ်ကဲနောက်ဆုံးမှာတော့ရှာသွားခဲ့ပါပြီ nice ကျွန်တော်မြန်မာကျွန်တော် YG ကြံမယ် VKS ကြံမယ် GC ကြံမယ် come on GC နေနဲ့2ယောက်ပဲကြံမယ်ကျွန်တော် YG 4ယောက်ကြံနေရဲ့ဒီဘက်ကျွန်တော် YG ပဲဖြစ်ဖို့လက်ကန်လုံးမှာရှိတယ်ဗျ YG လူကြီးအသာဆုံး NGGC တကောင်တော့တော့နေခဲ့ပြီအလူအင်းကြတယ်ဟုတ်ပါဖက်နဲ့တောင်မင်းလို့ဟိုမချွတ်ဘူးပြေးဝင်တာကဲကျွန်တော် NGGC ဟိုက YG ထပ်ပြီးတော့မဲတွေအဓိကအန်နီကတော့အိုက်ကောင်တွေပဲဖြစ်မယ်တော့ YG နေနဲ့ကလည်း position ကတော့ကောင်းနေအိမ်ပေါ်မှာထပ်ယူထားသေးတယ်အိမ်ပေါ်မှာထပ်ယူထားသေးတယ် YG အကုန်လုံးပဲဒီကိုယူဖို့တော့ကြိုးစားနေပြတဖန်ကျွန်တော် VKS ဆိုရှိတယ်ကျွန်တော်မြန်မာအသင်း3သင်းကြံတဲ့ပွဲပါတကယ်ကိုကြည့်လို့ကောင်းတယ် NGGC တွေတော့ထပ်ပြီးတော့အိမ်လိုက်မယ်ဆိုရင်တော့ပို့ပြီးတော့ပျော်စရာကောင်းမှာအဲ့တော့တကောင်လက်တော့တယ်အဲ့တနေ့ကြီးငါသိတယ်စောင်းရမ်းကျန်းတယ်လေအယောင်ကြီးငါလို့ဟေ့အဲ့တနေ့ကြီးအဲ့ဒါဘာတနေ့ကြီးကောင်းလိုက်တာကွာအဲ့ဒါစနိုက်ပါမလားဟုတ်တယ်မလားမြေတုံတနက်လား Young Galacticos, they're looking for the big one here. ကဲကျွန်တော် YG ခုချိန်ကြီး AC ပဲလုံးဝမပြဘူးသူတို့လုံးဆရာရှိတာကိုလုံးနေတဲ့ position တွေယူနေတယ်တဖက်ကျွန်တော် VKS ကိုလည်းနောက်ကတော့မောင်းထုတ်ထားတော့မယ်ကျွန်တော်မာနဲ့ချီကားလေးနဲ့ပဲရောက်လာခဲ့ပြီတဖက်မှာ NGGC တွေတော်တော်တော့အထိနာနေတဲ့အနေထားပဲ NGGC AM အဲ့တချင်းတားကြမ်းနေတာအဲ့တနက်လေးနမေမိသွားလို့တားကောင်းတယ်ထားပါကဲတော့ကျွန်တော် granite လမ်းပစ်လိုက်တယ်ဆိုတဲ့အနေထားမှာကျွန်တော် smoke ထဲကိုလမ်းတော့ပစ်ထားပါသေးတယ်ကျွန်တော် YG တကယ်ကိုကျွန်တော်တို့အများကြီးတော့လောက်ပြနေလူကလည်းတကယ်ကိုဖြန့်ထားနေတာဗျကဲကျွန်တော် NGGC နှစ်ကောင်ပဲကြံမယ်တကောင်ကသွေးတော်နည်းနေပြီဒါပေမဲ့ကျွန်တော်သွေးတော့ပြန်ဖြည့်သွားပြီဗျ And at the same အဲ့ time, တော့ဒီကောင်လေးလုံးဝပြီးတော့ကွင်းလေကြီးမှာအကုန်လုံးဝိုင်းပြမယ်ဆိုရင်တော့အစင်ပြေမဲ့အနေထားပဲအဲ့တော့ကျွန်တော်မြန်မာတွေစော်လိုက်မလား come on ကျွန်တော်မြန်မာ3သိန်းကြံပါသေးတယ် having a full control of the circle. These guys, they barely can make a step in there, despite they have plenty more different teams across the other side of the ဝေကဲဟုတ်ကဲ့ကြောင်ညာမွေးဟုတ်ကဲ့မဟုတ်ပါဘူးပြောပြတတိယတော့လူပဲဗျာတတိယတော့ပြောမိအောင်ခင်ဗျားတို့တော့တတိမရဘူးလားခင်ဗျားတတိယပြီမဲ့ तू ကတတိယချိန်မှရမှာကဲထားပါတော့အဲ့တော့ကျွန်တော် VKS တွေနဲ့ကတော့ပြန်ပြီးတော့ spray ရဆိုမှလည်း backup response ရတော့တော်တော်မြန်နေဗျအဲ့တော့မှာတော့ YG အခုချိန်ကြီးတော့ position တွေကတော့ကျွန်တော်လှနေတော့မဲ့ဂုံးပေါ်လေးပါမယ် NGGC တကောင်တွေ့နေပြီ NGGC တကောင်မှာထပ်ပြီးတော့ knock ထားပါသေးတယ်ကဲအဲ့တော့ကျွန်တော်ရပြီအဲ့ကောင်မှာပါခေါ်လိုက်တာကောင်းလိုက်တာကွာအဲ့ကောင်သိပြီအဲ့ကောင်သိမသိတော့900ခတ်ပြီဒါပဲကျွန်တော်နောက်တစ်ကောင်ပဲကြံမယ်နောက်တစ်ကောင်ကြံမယ်နောက်တစ်ကောင် knock ထားတယ်တကောင်ပဲအသက်ရှင်ကြံမယ်ဗျ NGGC အနေနဲ့ကတော့အဲ့တော့ YG ပွဲဖြစ်ဖို့လက်တကန်းလိုမှရှိပါတယ် YG ကောင်လုံးတော့ပြခွဲဖို့ကြိုးစားတယ်ကျွန်တော် VKS အနေနဲ့တော့ NGGC knock ထားတဲ့တကောင်တော့ကျွန်တော်တို့ရလိုက်သေးတယ်ဗျ and a free chicken dinner for YG. ကဲ YG တကယ်ကိုလက်ကန်လိုမှာရှိနေခဲ့ပါပြီ VKS နေနဲ့2ယောက်ကျန်မယ် GC နေနဲ့2ယောက်ကျန်မယ် NGGC တကောင်ကျန်မယ် YG နေနဲ့ကျွန်တော်4ယောက်ဒီကျန်မှာသေးတယ်ကျွန်တော်ရွှေမြန်မာ3သင်းဒီလိုမျိုးကြည့်ရတော့တကယ်ကိုစောင်းရမရဲ့အနေထားကြီးပါပဲဟုတ်ကဲ့ပါဟုတ်ပါအဲ့လိုအန်နာတိန်လိုက်လား sorry ပါတတိယတော့ခင်ဗျားတို့လည်းတတိယကဲကျွန်တော်ပွဲလေးကိုကြည့်အောင်နော်ချီကောက်ကိုပြစ်တယ်ပြစ်ပြီး NSK ပဲကျွန်တော် position တော့တိသွားပြီအဲ့ဒီထားမှာကျွန်တော်မာနဲ့ချက်ချင်းပဲတော့ကနေ backup fight ကောင်းလိုက်တာကွာ Roya ဖြတ်ပြီးတော့ scout တယ်အဲ့ကိုထားပြစ်တာထားတော့မပြစ်ဘူးနော်ဝစ်ပြီးပြစ်တာအဲ့တော့တော့ကနေမာနဲ့လမ်းပြီးတော့ separate လိုက်တယ်ပြီးသွားပြီဒီမှာ GC နဲ့က
VKS နဲ့ညှိနေပြီအဲ့တော့ easy ပဲဒီပွဲကကျွန်တော်တို့မြန်မာတွေအတွက်ပါပဲ come on ကျွန်တော်မြန်မာတွေအတွက်ချက်ချော်ကြီးရတော့လက်တကယ်လို့မှတော့ရှိနေခဲ့ပြီဗျ မင်းတို့ချက်ချော်ရလက်ကန်လုံးမှာတော့ရှိနေခဲ့ပြီနောက်ကနေ grenade ဆိုဝိုင်းကြီးမှာဝင်ပြီးတော့ join နေခဲ့ပြီဗျဝိုင်းကြီးကိုပြန် spray ကိုကြိုးစားရဆိုရင်နောက်ဆုံးမှာကျွန်တော် VKS နဲ့ဝိုင်းကြီးပဲချန်တော့ဝိုင်းကြီး၄အောင်အခုချိန်ကြီးကျွန်တော်တော့မတော်သေးတဲ့အနေထားမှာတော့ကျွန်တော်ကားနဲ့ပဲတက်ချိတ်ရင်းနဲ့ပဲနောက်ဆုံးမှာကျွန်တော်ဝိုင်းကြီးဟိုကဝိုင်းကြီးဆိုတော့ဝိုင်းဆိုတာပါလေ World Champion ရဲ့ဘာကြောင့်ဖြစ်ခဲ့ရလဲဆိုတော့ကျွန်တော်တက်တည်ပြခဲ့ပါပြီ nice come on ဝိုင်းကြီးပါ